ချိန်ကစင်တင်မြေမြောက်ပေးခဲ့တဲ့စန်းစန်းခန်းလာအောင်မေးဖြစ်ပြီးတထေးကြီးနဲ့တာယာနေတဲ့ဝတ်မောင်ရွှေအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီ7မီဒီယာကနေကြိုဆိုလိုက်ပါထိတ်တန့်မင်းသမီးဝတ်မောင်ရွှေကတော့အခုလိုမျိုးအောင်မြင်တဲ့ဘဝကိုမရောက်ရှိခင်အနုပညာလောကတွေကိုစတင်ချေချဖို့စန်းစန်းခန်းလိုက်ကလက်တွဲခေါ်ယူပေးခဲ့ရပါဒါတွေကိုတော်တော်များများကလည်းသိပြီးသားဖြစ်မှာပါဒါပေမဲ့လည်းဝတ်မောင်ရွှေကတော့အခုချိန်မှာစန်းစန်းခန်းလိုက်ရဲ့ကျေးဇူးတရားတွေကိုမေ့ပြစ်ခဲ့ပြီးခရိုနီတထေးကြီးနဲ့တာယာပျော်ရွှင်နေခဲ့ပြီဖြစ်ပါတယ်ဝတ်မောင်ရွှေအနေနဲ့အခုလိုမျိုးအောင်မြင်တဲ့လမ်းကြောင်းပေါ်ကိုရောက်ရှိအောင်စန်းစန်းခန်းလိုက်ကအစွမ်းကုန်စင်တင်မြေမြောက်ပေးခဲ့တာဖြစ်ပါတယ်သူရဲ့ချစ်သူကောင်းမလေးပါဆိုပြီးပရိသတ်တွေနဲ့လည်းမိတ်ဆက်ပေးခဲ့သလိုအနုပညာလမ်းကြောင်းပေါ်မှာအလုပ်တွေလုပ်ခွင့်ရအောင်လက်တွဲခေါ်ယူပေးခဲ့ပါတယ်အဲ့ဒီချိန်တုန်းကဆိုရင်တော့မင်းသမီးဝတ်မောင်ရွှေကစန်းစန်းခန်းလိုက်ရဲ့အနာကိုပဲကတ်နေခဲ့ပြီးအရန်ချစ်ကြတဲ့ချစ်သူတွေလိုနေပြခဲ့ပါတယ်ဒါပေမဲ့လည်းအခုလက်ရှိအချိန်မှာတော့အကယ်ဒမီဆုအများကြီးရရှိထားတဲ့ထိတ်တန့်မင်းသမီးဖြစ်တာနဲ့အညီစန်းစန်းခန်းလိုက်လိုအညာတရားအစောတော်တယောက်ကိုမေ့ပစ်ပြီးခရိုနီတထေးကြီးကိုရွေးချယ်သွားခဲ့ရဖြစ်ပါတယ်။သူမရွေးချယ်သွားခဲ့တဲ့ခရိုနီတထေးကြီးကိုနိုင်ဖြိုးကျော်ဟာဆိုရင်လေတော်တော်လေးကိုချမ်းသာကြွယ်ဝပြီးအစဉ်တန်းမြင့်မာသူတယောက်ဖြစ်ပါတယ်။ဒါကြောင့်အခုချိန်မှာတော့စန်းစန်းခန်းလိုက်လိုမျိုးတာမန်အစောတော်တယောက်ကသူမနဲ့စကားပြောဆိုခွင့်တာမရရှိတော့ပါဘူး။တိတ်မကြခင်အချိန်ကကျမပြုလုပ်ခဲ့တဲ့အကယ်ဒမီပြီးပွဲကြီးမှာဆိုရင်လေသူမအနေနဲ့နောက်ထပ်အကယ်ဒမီဆုကြီးရရှိသွားတဲ့အချိန်မှာစန်းစန်းကအရန်ကိုပျော်ရွှင်နေကြရပါသူပြုစုပြောထားခဲ့တဲ့ပန်းကလေးတစ်ပွင့်ကအခုလိုမျိုးတောက်ပစွာနဲ့ပွင့်လန်းနေပြီဖြစ်ပြီးအောင်မြင်မှုတွေရရှိနေချိန်မှာသူလည်းထပ်တူဝမ်းသာပေးခဲ့ပါတယ်။ဒါပေမဲ့လည်းတွားရောက်နှုတ်ဆက်ပြီးဂုဏ်ပြုခွင့်တာမရရှိခဲ့ချပါဘူး။အဝေးကနေပဲသူပြုစုပြောထားခဲ့တဲ့ပန်းလေးတောက်ပဝင်ကြွားနေရကိုငေးကြည့်ပြီးကျေနပ်ပီတိဖြစ်နေခဲ့ရပါတယ်။တကယ်တော့သူ့အနေနဲ့လည်းဝတ်မုံရွှေနဲ့ထာဝရအဆုံးတိုင်လက်တွဲဖို့စီစဉ်ထားခဲ့ရပါဒါပေမဲ့လည်းဝတ်မောင်ရွှေကတော့အောင်မြင်လာတဲ့အချိန်မှာသူမကိုလက်တွဲခေါ်ယူပေးခဲ့တဲ့စန်းဆိုင်ကိုမေ့ပစ်ထားခဲ့ပါတယ်။အိမ်နောက်စန်းဆိုင်တက်အစာပေါင်းများစွာပို့တာတဲ့ခရိုနီတထေးကြီးကိုနိုင်ဖြိုးကျော်ကိုရွေးချယ်လက်ထပ်ခဲ့ပြီးရီခဲတောင်မှာတောင်မင်္ဂလာသွားဆောင်နေရဖြစ်ပါတယ်။သူမရွေးချယ်မှုကလည်းမှားယွင်းတယ်လို့တော့ပြောလို့မရပါဘူး။အခုဆိုရင်တော့အရန်ချမ်းသာပြီးအရန်လေးချစ်တတ်တဲ့ခရိုနီတထေးကြီးကိုနိုင်ဖြိုးကျော်ရဲ့လက်ထဲမှာသူမကအရင်ထပ်ပို့ပြီးလှပနေခဲ့ပါတယ်။ကိုနိုင်ဖြိုးကျော်ကလည်းအချစ်ကြီးသူတယောက်ဖြစ်တာကြောင့်သူ့ရဲ့ဇနီးတဲ့လေးကိုတန်မိုးထားချစ်ခင်ပေးပြီးလိုအပ်သမျှတွေကိုဖြည့်ဆည်းပေးခဲ့ရပါတကယ်လို့စန်းဆိုင်နဲ့သာလက်ထပ်ခဲ့မယ်ဆိုရင်တော့ဒီလောက်အထိချမ်းသာကြွယ်ဝတဲ့စည်းစိမ်တွေကိုခန်းစားနိုင်မှာလည်းမဟုတ်ပါဘူးဒါကြောင့်လဲဝတ်မောင်ရွှေကတော့သူမရဲ့ရွေးချယ်မှုကိုလုံးဝကိုနောက်တရခြင်းမရှိကြောင်းပြောလာခဲ့ပါတယ်ဒါပေမဲ့လည်းစန်းဆိုင်ကတော့အခုလိုမျိုးဝတ်မောင်ရွှေရဲ့ဘဝလမ်းကြောင်းတာယာဖြောင်းမြူးဖို့အတွက်ဂျားကနေလမ်းခင်းပေးခဲ့ရတဲ့မြေစာပင်လေးဖြစ်သွားခဲ့ရှာပါတယ်အခုချိန်ထိလည်းဝတ်မောင်ရွှေကိုမမေ့နိုင်သေးရကြောင်းလူပြိုကြီးဘဝနဲ့ပဲနေထိုင်နေခဲ့တာကိုလည်းတွေ့ရတာပဲဖြစ်ပါတယ်။သူ့အနေနဲ့ကတော့တစ်ချိန်ကအရန်ကိုချစ်ခဲ့ပြီးကိုရိုင်းမြေထောင်မြောက်ပေးခဲ့တဲ့ပန်းလေးတစ်ပွင့်ဖြစ်တဲ့ဝတ်မောင်ရွှေကိုယနေ့အချိန်ထိမမေ့နိုင်သေးခဲ့ပါဘူး။ဝတ်မောင်ရွှေကတော့စန်းဆိုင်ရဲ့ကျေးဇူးတရားတွေကိုမေ့ပစ်ပြီးခရိုနီတထေးကြီးနဲ့တာယာနေခဲ့တဲ့အပေါ်ပရိသတ်အမြင်လေးတွေရှိနေပြောပြပေးခဲ့ကြပါအောင်ရှင်။